အဲ့ပဲမင်္ဂလာပါကျွန်တော် vlog လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညပေါ့နော်မနက်ဖြန်မနက်ခင်းမှာကျွန်တော်ရွှေစည်းပြန်လည်ဖွင့်တော်မှာဖြစ်ပါတယ်အဲ့တော့ကြတော့အဲရင်ဘက်ကတက်ခဲ့ကြခဲ့တဲ့အဲရွှေစည်းနဲ့ကျွန်တော်တို့ဒီလာမယ့်ပတ်မှာဖြစ်လာနေတဲ့ရွှေစည်းခံမှန်းသုံးသက်ချက်တွေကိုကျွန်တော်ရှာထားတဲ့ဗီဒီယိုလေးရှိရပေါ့နော်အဲ့ကောင်ကိုကျွန်တော်တို့တူတူတစ်ချက်လောက်တော့ကြည့်လိုက်အောင် let's go ဒီအားပေါ့နော် NWH လက်ကနေပြီးတော့တင်ပေးထားဖြစ်ပါတယ်ကျွန်တော်တို့2026ရွှေစီခံမှန်းချက်ဆိုပြီးတော့ပေါ့နော်ကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်အောင်ဗျာအမေရိကန်ဒေါ်လာ4400ဝန်းကျင်လောက်ထိကျဆင်းသွားတဲ့ကမ္ဘာရွှေစည်းရဆိုလို့ရှိရင်အခုဖေဖော်ဝါရီပထမပတ်တောက်ကြနေဈေးကွက်ပိတ်မဲ့နောက်ဆုံးရက်မှာအမေရိကန်ဒေါ်လာ9000ဈေးနှုန်းနဲ့ကိုပြန်ပြီးတော့ရောက်ရှိလာပါပြီ။အလားတူပဲအမေရိကန်ဒေါ်လာ80ဝန်းကျင်လောက်ထိကျဆင်းသွားတဲ့ငွေဈေးကွက်ကလည်းလက်ရှိချိန်မှာတော့အမေရိကန်ဒေါ်လာ90ဈေးနှုန်းနဲ့ကိုပြန်လည်ပြီးတော့ရောက်ရှိလာခဲ့ပါပြီ။အခုလိုမျိုးရွှေဈေးနှုန်းတွေငွေဈေးနှုန်းတွေတပံပြန်ပြီးတော့မြင့်တက်လာတာကဘယ်လိုမျိုးအထိပ္ပယ်တွေကိုပေါ်ဆောင်ပေးနေပါသလဲ။ရွှေဟာစံသစ်တီထွေမှုမရှိသလိုဝင်ငွေအတိုးတွေလည်းမပေးနိုင်ပါဘူး။ဒါဆိုရင်လူတွေကရွှေကိုဘာကြောင့်မလို့ဝယ်ယူသိသိကြရလဲပုံမှန်ချိန်မျိုးမှာရွှေဈေးနှုန်းတက်တာကိုသိပြီးတော့မြင်ရမှာမဟုတ်ပေမဲ့ပြိပက္ခတွေများလာတဲ့အခါယုံကြည်မှုတွေကျဆင်းလာတဲ့အခါမှာတော့ရွှေဈေးနှုန်းတွေအဆမတန်မြင့်တက်လေရှိပါတယ်ကျွန်တော်တို့သိပြီးတတိမထားမိတဲ့အကြောင်းအရာကတော့လွန်ခဲ့တဲ့10စုနှစ်အပိုင်းခြားတွေမှာကမ္ဘာပေါ်မှာရှိနေတဲ့ဘူဘန်တွေကလူသားသမိုင်းတစ်လျှောက်မှာဘယ်သူမှမကြုံဘူးသေးတဲ့ငွေသားပမာဏတွေရိုက်နှိပ်ထုတ်ပြီးတော့သုံးစွဲခဲ့ကြပါတယ်။ဒါလည်းကတော့နိုင်ငံကြီးတွေအနေနဲ့အကျွေးတွေပို့ပြီးတော့များပြားလာတာများပြားလာတဲ့အကျွေးတွေပေါ်မှာမူတည်ပြီးတော့ပေးဆက်ရမယ့်အတုံးနှုံးတွေလည်းများလာဝေကြေးရဲ့ဝယ်ယူနိုင်စွမ်းကတိတ်တဆိတ်ကျဆင်းလာတာစတာတွေဖြစ်ပေါ်လာခဲ့ပါတယ်ဒီအချက်ကိုသတိထားမိပြီဆိုရင်တော့ရွှေဈေးနှုန်း4400တိကျဆင်းသွားခဲ့ပေမဲ့လက်ရှိအမေရိကန်ဒေါ်လာ9000ဈေးနှုန်းတန်ပြန်လည်ပြီးရောက်ရှိလာတာကသတိပေးချက်တစ်ခုဖြစ်ပါတယ်အဲ့ဒီသတိပေးချက်ကိုခေါင်းစဉ်3ခုခွဲပြီးတော့ကျွန်တော်ဆွေးနွေးပေးပါမယ်ပထမတစ်ချက်ကတော့ဆက်လက်ရှိနေတဲ့ငွေကြေးဖောက်ပွားမှုပါနိုင်ငံရေးသမားတွေသတင်းမီဒီယာတွေမှာပြောနေတဲ့စာသားနဲ့ပဲဖော်ပြထားတဲ့ငွေကြေးဖောက်ပွားမှုတွေမဟုတ်ပါဘူး။မိတ်ဆွေရဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အစားအသောက်တွေအိမ်ယာတွေအသုံးဆောင်တွေအဝတ်ထည်တွေစရရတွေအကုန်လုံးဈေးနှုန်းမြင့်တက်လာတာကိုသတိထားမိပါလိမ့်မယ်။ဒုတိယချက်ကတော့ပထဝီနိုင်ငံရေးကြောင့်မှာကုန်သွယ်ရေးစစ်ပွဲတွေများပြားလာတာဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့စွမ်းအင်ရှားပါးမှုတွေလုံခြုံမှုမရှိတော့မှုတွေစတဲ့အရာတွေကဈေးနှုန်းတက်မှုကိုဖြစ်ပေါ်စေပါတယ်။နောက်ဆုံးချက်နဲ့အရေးကြီးဆုံးချက်ကတော့နိုင်ငံတကာမှာရှိနေတဲ့ဘိုးဘန်တွေပဲဖြစ်ပါတယ်။ဆယ်စုနှစ်ပေါင်းများစွာကြာသည့်တိုင်အောင်ဘိုးဘန်တွေရာဆိုလို့ရှိရင်ရွှေရောင်းချသူတွေဖြစ်နေရပ်တည်ခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့ချိန်မှာတော့ဒီစကားကလုံးဝပြောင်းလဲသွားခဲ့ပါပြီ။ဘိုးဘန်တွေကိုယ်တိုင်ကအခုနောက်ပိုင်းမှာရွှေဝယ်သူတွေပြန်လည်ပြီးတော့ဖြစ်လာခဲ့ပါတယ်။တာမန်ပြည်သူတွေနဲ့အခုလိုမျိုးအကြောင်းအရာခေါင်းစဉ်တွေကိုတိတ်ပြီးသတိထားမိမှာမဟုတ်တော့လဲ။ဘိုးဘန်တွေကို၌ကငွေကြေးတွေကိုပြစ်ပယ်ပြီးတော့ရွှေကိုစုဆောင်းလာတဲ့အခါမှာတနည်းအားဖြင့်ယုံကြည်မှုစိတ်ချရမှုတွေညော်နေလာတဲ့အတွက်အာမခံချက်ရှိတဲ့ဈေးကွက်ကိုရှာဖွေရလို့ကျွန်တော်တို့နားလည်ရပါမယ်။အနာဂတ်အတွက်ကြိုတင်ပြင်ဆင်နေရလို့ပြောရင်လည်းမမှားဘူးဗျ။သို့တော့အဲ့ဒီအနာဂတ်ကယနေ့လက်ရှိချိန်မှာရောက်နေပြီလားဆိုတာတော့မိတ်ဆွေတို့နဲ့ကျွန်တော်တို့အတူတူလက်တွေ့အခြေအနေကိုသုံးသပ်ရမှာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အနာဂတ်မှာဘာတွေဆက်ဖြစ်မလဲဆိုရင်တော့ဖြစ်နိုင်ခြေရှိတဲ့ possible outcomes 3ခုရှိပါတယ်။ပထမလည်းတော့အစမတန်မြင့်တက်မှုမဲ့အပ်ပါဘိုးဘန်တွေခုလိုမျိုးရွှေတွေကိုစုဆောင်းလာတဲ့အတွက်ကြောင့်မလို့အနာဂတ်မှာရွှေဈေးနှုန်းဟာ2026အတွင်းအမေရိကန်ဒေါ်လာ6000ကနေ9000အထိဖြစ်နိုင်တယ်ဆိုပြီးတော့ပညာရှင်တွေကသုံးသပ်နေကြပါတယ်။ဒုတိယလမ်းကတော့ခိတ္တရက်တက်မှုပါစိုက်ဝေးမားကတ်လို့ပြောချင်တာပါ။ဈေးကွက်တည်ငြိမ်လာတာဝေသားစစ်စစ်မှုတွေတင်းကျပ်တာဘိုးဘန်တိုးနှုန်းတွေမြင့်မားစွာထားရှိမယ်ဆိုလို့ရှိရင်ရွှေဈေးနှုန်းဟာအမေရိကန်ဒေါ်လာ4500နဲ့9500ကျားမှာအယောင်းဝယ်ဖြစ်နိုင်ခြေရှိပါတယ်။နောက်ဆုံးကတော့ပြန်လည်ကျဆင်းလာမှုပါအမေရိကန်ဒေါ်လာ index အားကောင်းလာတယ်ဆိုလို့ရှိရင်ကမ္ဘာရွှေဈေးဟာအမေရိကန်ဒေါ်လာ4000ဝန်းကျင်တန်းမှာအယောင်းဝယ်ကောင်းကောင်းဖြစ်နိုင်ပါတယ်။နောက်တစ်ခုသတိထားစရာရှိတာတော့ကမ္ဘာငွေဈေးနှုန်းကတော့တိတိတတ်တာပြင်းပြင်းထန်ထန်ကျဆင်းမှုဖြစ်ပေါ်နိုင်ပါတယ်။ရွှေဈေးနှုန်းငွေဈေးနှုန်းတွေအစမတန်မြင့်တက်နေတာကျွယ်ဝချမ်းသာဖို့လက္ခဏာမဟုတ်ပါဘူး။အချက်ပြမှုတစ်ခုပဲဖြစ်ပါတယ်။ဗီဒီယိုကြည့်ရှုအားပေးတဲ့မိတ်ဆွေတို့အနေနဲ့လည်းအနာဂတ်ဈေးကွက်ကိုဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲဆိုတာဆုံးဖြတ်ချက်ချနိုင်မယ်လို့ထင်ပါတယ်။ဒီဗီဒီယိုကငွေကြေးကြံပေးမဟုတ်တဲ့အတွက်ရင်းနှီးမြှုပ်နှံမှုလုပ်တော့မယ်ဆိုလို့ရှိရင်ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီးတော့လုပ်ဖို့အတွက်ကြံပြုပါတယ်။အားလုံးပဲကျေးဇူးများတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်တို့ပေါ့နော်အဲ့ရနဲ့ပတ်သက်ပြီးကျွန်တော်လည်းတစ်ခုလောက်ပြောချင်ပါတယ်ကျွန်တော်ရှေ့ဗီဒီယိုတစ်ပုတ်တင်ထားတဲ့နေရာမှာပေါ့နော်ကျွန်တော်ဟို brother တယောက်ကကျွန်တော်လာမှန်းပေးထားလေးတစ်ခုရှိရပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်brother ရဲ့ဗီဒီယိုကပေါ့နော် financial advice ဗီဒီယိုဖြစ်နေတယ်ပေါ့နော်
အဲ့လိုလာမှတ်ပေးထားဖြစ်ပါတယ်ကျွန်တော်လည်းအစားပိုင်းကတော့ဘာမှမသိတော့ကျတော့ဒီငွေကြေးအကြံပေးဘာညာပေါ့အဲ့လိုမျိုးထင်ခဲ့တဲ့အတွက်ပုံမှန်ရိုးတာမှန်မဲ့ထင်ခဲ့တဲ့အတွက်ကျွန်တော်ဟုတ်ပါတယ်ဆိုပြီးတော့ကျွန်တော် comment မှာပြန်ပေးခဲ့တယ်ပေါ့နော်နောက်မှတခြားပြန်ကြည့်တဲ့အခါမှာပေါ့အခုလိုမျိုးဗီဒီယိုတွေမှာလည်းပါတာမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေကဘာလဲဆိုလို့ရှိရင်ဒီ financial advice ပေးတယ်ဆိုတာကကျွန်တော် license ရှိမှလုပ်လို့ရတာပေါ့နော် license မရှိဘဲလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဖန်ခံရနိုင်ပါတယ်အဲ့တော့ကျတော့ကျွန်တော်ကပြောတာကျွန်တော်ဟိုရှေ့ဗီဒီယိုမှာလည်းကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်ရဲ့အတွေ့အကြုံတွေကိုကျွန်တော် sharing လုပ်ပေးရပါအဲ့တော့ကျတော့ကျွန်တော် financial advice မဟုတ်ပါဘူးကိုယ်တိုင်လေ့လာပြီးလုပ်ချင်တယ်ဆိုလို့ရှိရင်လုပ်လို့ရအောင်လို့ကျွန်တော် sharing လုပ်ပေးတာပါနောက်ထပ်တစ်ခုအနေနဲ့ပေါ့နော်ကျွန်တော်နောက်ထပ်ရွေးထားတဲ့ဗီဒီယိုလေးလည်းရှိသေးတယ်ပေါ့နော်အဲ့လေးလည်းကျွန်တော်တစ်ချက်တော့ကြည့်လိုက်အောင်ဒီကောင်းပေါ့နော်ဟိုဟာ Bitcoin ဈေးကျနေတဲ့အကြောင်းတွေပေါ့နော် Bitcoin ဈေးကျနေတယ်ဆိုတော့ကျွန်တော်တို့ဒီ crypto ဈေးကျနေရတဲ့အကြောင်းရင်းတွေကိုနည်းနည်းပြောထားဖြစ်ပါတယ်ကျွန်တော်တို့တစ်ချက်တော့ကြည့်လိုက်အောင်ဗျာအဓိကအကြောင်းတရားတွေနဲ့အနာဂတ်ဈေးကွက်ခန့်မှန်းချက်ကိုကျွန်တော်အခုဒီဗီဒီယိုလေးမှာတင်ဆက်ပေးပါမယ်မင်္ဂလာပါအခုရပိုင်းကာလတွေမှာ crypto လောကသားတွေအနေနဲ့ဈေးကွက်ကြီးကိုကြည့်မယ်ဆိုလို့ရှိရင်တော့မင်းရောအနီရောင်ပဲလားငါလည်းအနီရောင်ပဲဆိုပြီးအချင်းချင်းတက်ပြင်းချနေရတဲ့အချိန်တစ်ခုပါပဲ Bitcoin ဈေးနှုန်းကဆိုရင်ပြီးခဲ့တဲ့2024အောက်တိုဘာလတုန်းကပေါ်ပေါက်ခဲ့တဲ့ဈေးနှုန်းနဲ့63,000တိတောင်မှကျဆင်းသွားခဲ့တဲ့အတွက်ကြောင့်မလို့ရေရှည်ကင်ထားသူ long term hodler တွေအနေနဲ့တောင်မှတော်တော်လေးစိတ်ပူပန်စရာကောင်းတဲ့အနေအထားတစ်ခုပါအဲ့ဒီနှုန်းထားအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဒုတိယအကြိမ်သမ္မတရွေးကောက်ပွဲမတိုင်ခင်ကာလတုန်းကစံချိန်တင်ပြန်မျှနှုန်းထားတစ်ခုလည်းဖြစ်ခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဈေးနှုန်းကျဆင်းခြင်းရဲ့နောက်ွယ်ကလက်မဲကြီးတွေကဘာလို့လဲအနာဂတ်အတွက်ဘာတွေကြိုတင်ပြင်ဆင်ထားသင့်တယ်လဲဆိုတာကိုဘူဒုဒအနေနဲ့တင်ဆက်မျှဝေပေးသွားမှာဖြစ်ပါတယ်တခုသတိထားစရာရှိတာကတော့ဗီဒီယိုက financial advice မဟုတ်တဲ့အတွက်အယောင်းဝယ်လုပ်တော့မယ်ဆိုလို့ရှိရင်တော့ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီးလုပ်ကြပါ crypto သမားတွေအတွက်ကတော့အခု2026နှစ်စပိုင်းက full capitulation mode မြန်မာလိုဆိုရရင်တော့သမင်းနဲ့ရေပဲဒါပဲစားတော့နိုင်တော့တဲ့ကာလအခြေအနေကိုရောက်ရှိနေခဲ့ပါတယ်ဆိုလိုတာကတော့ဈေးတက်မယ်ထင်ပြီးတော့ဒီဈေးနှုန်းကြီး trend တစ်လျှောက်မှာ on board လိုက်တင်ထားတဲ့လူတွေကလက်ရှိမှာဈေးကျလာတဲ့အတွက်အစုလိုက်အပြုံလိုက်ဝိုင်းပြီးထုတ်ရောင်းကြတဲ့အနေအထားတစ်ခုကိုရောက်ရှိသွားခဲ့တာပါသမ္မတထရန့်အနေနဲ့အနာဂတ်ဘိုးဘန်ဥက္ကဋ္ဌအဖြစ် Kevin Walsh ကိုရွေးချယ်လိုက်တာကဈေးကွက်ထဲမှာ crypto သမားတွေအတွက်တော်တော်လေးထိတ်လန့်ခြောက်ခြားစရာဖြစ်သွားခဲ့တာပါ။တို့တော့ဈေးကွက်ထဲမှာ hawk စစ်လိုလားသူတို့မဟုတ်တင်းကျပ်သူတယောက်ဖြစ်လူသိများကြပါတယ်။သူဟာဘိုးဘန်ရဲ့ balance sheet တွေကို short ချပေးဖို့တနည်းအားဖြင့်တော့ငွေကြေးစီးဆင်းမှုကိုထိန်းချုပ်ဖို့အစီအစဉ်ရှိတဲ့အတွက်ကြောင့်မလို့ cryptocurrency လိုမျိုး risk စွန့်စားမှုမြင့်မားတဲ့ assets တွေအတွက်တော့သတင်းဆိုးတစ်ခုပဲဖြစ်သွားခဲ့ပါတယ်။ cryptocurrency ဆိုတဲ့အမျိုးအစားဆိုရင်တော့ဈေးကွက်ထဲမှာငွေပိုငွေရှန်ရှိတော့မှတနည်းအားဖြင့် liquidity များနေတော့မှဈေးနှုန်းတက်တဲ့အမျိုးအစားပါ Watch ကသာဘိုးဘန်ရဲ့ balance sheet တွေကိုတင်းကျပ်လိုက်မယ်ဆိုလို့ရှိရင်ဈေးကွက်ထဲမှာငွေရှားပါသွားပါလိမ့်မယ်။ဒါကြောင့်လည်းယင်းနှမြုပ်နှံသူတွေအနေနဲ့ crypto လိုမျိုးအနေရများတဲ့ဈေးကွက်ကနေပြီးတော့လက်ရှောင်လာခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်အပိုင်းခြားရတုန်းကဈေးကွက်ထဲမှာ Wall Street ကဆရာကြီးတွေဖြစ်တဲ့ BlackRock တို့ Fidelity တို့ cryptocurrency ဈေးကွက်ကိုဝင်လာတဲ့အတွက်ကြောင့်မလို့ဈေးကွက်ကအနာဂတ်မျှော်မှန်းချက်တော်တော်လေးအားကောင်းမယ်ဆိုပြီးတော့ယူဆခဲ့ကြပါတယ်။ institution ကြီးတွေရောင်းချပေးခဲ့တဲ့ ETF တွေကဆိုလို့ရှိရင်လက်ရှိချိန်မှာအယောင်းထွက်သွားတာကပြီးခဲ့တဲ့ January တလတည်းတွေမှာ American Dollar 3 billion တန်ဖိုးရှိခဲ့ပါတယ်။အိမ်နီးနားချင်းမီးလောင်နေဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်ကိုလည်းလာပြီးတော့ကူးဆက်ရတာတိတ်ပြီးတော့ထူးဆန်းကိစ္စတော့မဟုတ်ဘူးဗျ။ cryptocurrency ရဲ့ value က decentralized ဆိုတော့လေတီးတန့်ရက်တည်နေတဲ့ဈေးကွက်တစ်ခုတော့မဟုတ်ဘူးဗျ။ဒီဘက်ထဲမှာရွှေနဲ့ငွေဈေးကွက်တွေဟာအတော်လေးကမောက်ကမဖြစ်ခဲ့တယ်လို့ AI နည်းပညာဘက်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးအထိနာခဲ့တာကိုတွေ့ရပါတယ်။ Bitcoin ရဲ့ကံကြမ္မာကတော့ Nasdaq မှာတင်ထားတဲ့နည်းပညာ stock share တွေရဲ့ဈေးကွက်နဲ့တွားရောက်ချိတ်ဆက်နေတာကိုတွေ့ရှိခဲ့ရပြီးဟိုဘက်ချမ်းမှာကျဆင်းလာတဲ့အခါမှာ cryptocurrency ဈေးကွက်ကလည်းကျဆင်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ Investment analysis တွေကလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကို full capitulation လို့သုံးနှုန်းခဲ့ပါတယ်။ capitulation ဆိုတာကတော့အလွယ်ဆုံးပြောရရင်လက်နက်ချအရှုံးပေးခြင်းပါယင်းဒီမြုပ်နှံသူ investor တွေကတော်တော်လေးကျဆင်းနေပြီးငါထပ်ပြီးတော့အဆုံးရှုံးမခံနိုင်တော့ဘူးရှိရလေးထုတ်ရောင်းချလိုက်ပြီးတော့ပတ်စံပြန်ပြီးတင်ထားလိုက်မယ်ဆိုတဲ့ကာလမျိုးလည်းဖြစ်ပါတယ်ဒီလိုအခြေအနေမှာပဲ1 billion တန်ဖိုးလောက်ရှိတဲ့ Bitcoin position တွေက24နာရီအတွင်း liquidation ဖြစ်ပွားသွားခဲ့ပါတယ်ဒီကွက်ထဲမှာလက်ရှိစိုးရိမ်မှုမြင့်မားဆုံးအခြေအနေကတော့ crypto miners တွေပဲဖြစ်ပါတယ် Bitcoin ဈေးနှုန်းအခုလိုမျိုးကျဆင်းမှုဖြစ်ပေါ်တာရေရှည်မှာစက်ဖိုးနဲ့လျှက်စစ်ဖိုးတွေကာမိမှာမဟုတ်တဲ့အတွက်ကြောင့်ပါအဲ့လိုမျိုးဘေးကျက်နံကျက်အခြေအနေတစ်ခုမှာ crypto miners တွေကသူတို့ mine တူထားတဲ့ Bitcoin တွေကိုဈေးကွက်ပေါက်ဈေးပေါ်ပေါ်လော်လော်နဲ့အရှုံးခံပြီးတော့ထပ်မံရောင်းချဖို့အတွက်ပြင်ဆင်လာပါလိမ့်မယ်
ဒီကိစ္စ death spiral ကိုဖြစ်ပေါ်စေပြီးတော့ဈေးကျမှုကိုပုံမတွန်းအားပေးစေတဲ့အခြေအနေလည်းဖြစ်ပါတယ်လက်ရှိအခြေအနေတစ်ခုမှာ retail traders တွေအနေနဲ့ဘာတွေကြိုတင်ပြီးတော့ပြင်ဆင်ထားသင့်ပါသလဲဒေတာတစ်ခုကတော့ဒီကာလအတွင်းမှာကိုယ့်ရဲ့ portfolio တဲ့ cryptocurrency လိုမျိုး assets တွေမကင်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ပညာရှင်တွေသုံးသပ်နေတာတော့ဒါ short term correction ခဏတာဈေးကွက်ကျဆင်းမှုမဟုတ်တော့ပဲ transition to reset ဈေးကွက်တစ်ခုလုံးအသစ်ကပြန်စဖို့အတွက်ပြင်ဆင်တဲ့အပိုင်းကိုရောက်ရှိသွားနိုင်တာလို့ဆိုကြပါတယ်ကိစ္စကတစ်ရက်နှစ်ရက်နဲ့ပြီးတော့မှမဟုတ်ပါဘူးအစိုးဆုံးအနေထားအနေနဲ့လပိုင်းနှစ်ပိုင်းခြားတွေအထိပါကြာရှည်သွားနိုင်ပါတယ်လက်ရှိချိန်တွေကတော့ buy the dip လောက်တာတွေ future မှာ long position တွေကို leverage အများကြီးယူပြီးတော့စွန့်စားမှုလောက်တာတွေကို short ချတင်ပြီး USDT လိုမျိုး stable coin တွေကိုအငြိမ်ကင်ထားတာကိုယ့်ရဲ့ buying opportunity အခွင့်အလမ်းတွေကိုစောင့်ဖို့အတွက်အချိန်ကောင်းတစ်ခုဖြစ်ပါတယ်အခုချိန်တရားရောက်ကကျွန်တော်ဈေးတက်အောင်မလားမေးမယ်ဆိုရင်တော့ဈေးတက်မဲ့အချိန်ကိုစောင့်ကြည့်ရတဲ့ဈေးလှုပ်ခတ်တာဘယ်လောက်ထိတည်ငြိမ်သွားမလဲဆိုတာကိုစောင့်ကြည့်ပြီးမှပြန်လည် position ဝင်တဲ့အနေအထားတစ်ခုလို့ပြောချင်ပါတယ်။ကြားတစ်ခုအတွက်တော့စိတ်မငြင်းနဲ့ဗျ။နေဝင်ပြီးရင်နေပြန်ထွက်တာတဘာဝပါပဲ။အဲ့တော့နေပြန်ထွက်ပြီးတော့နေဝင်ရင်လည်းအမှောင်တူကဘယ်လောက်ထိစိုးမိုးမှမသိတာလဲ။ကျွန်တော်ပြောသလိုပါပဲ market ကတက်ကြရှိပါတယ်တက်ပြီးရင်ကျပါပါပဲကျပြီးရင်တက်ပါပါပဲဒါလည်းတဘာဝပါပဲ။ဒေတာတစ်ခုကတော့ risk management ကောင်းကောင်းလုပ်ပြီးတတိနဲ့ယင်းနှိမ့်နှံဖို့အတွက်အကြံပြုရင်ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်ပြရစေ။အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်။နောက်အဓိကအဲ့ပါပဲနောက်တစ်ခုကပေါ့နော်နောက်တစ်ခုကတော့စာသားလေးပါဘာနေပြီးတော့ကျတော့တင်ပေးထားတဲ့ဟာလေးဖြစ်ပါတယ်ဟောကျွန်တော်ဒီဟာလေးကိုချက်မြင်ကျွန်တော်ဖတ်ပြပေးပါမယ်ဒီဟာအဓိပ္ပာယ်လေးပေါ့နော်သူကစနေတနင်္ဂနွေနေ့မှာပေါ့နော်စနေတနင်္ဂနွေနေ့မှာ trading မလုပ်တာကောင်းတယ်ဆိုပြီးတော့သူကပြောပြပေးတာဖြစ်ပါတယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူကဟိုဘယ်လိုပြောရမလဲကျွန်တော်တို့batters တွေပေါ့နော်ရှေ့မှာကျွန်တော် batters တွေဘယ်လောက်ပဲလုပ်လို့ပေါ့နော်ဒီလိုနေ့တွေမှာလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကဲ solid player တွေကနားယူနေရဖြစ်တဲ့အတွက်ဒီ volume ကရန်နေတယ်ပေါ့နော် volume ရန်နေတဲ့အတွက်ကျွန်တော်တို့waves တွေတို့နောက်ပြီးတော့ဒီ bubble band တွေတို့ပါညာတွေကနေပြီးတော့ကျွန်တော်တို့ကင်ထုတ်နိုင်တယ်ပေါ့နော်ကင်ထုတ်နိုင်တယ်ဆိုတာကကျွန်တော်တို့က batters လောက်ထားတယ်ဒီကောင်တက်မယ်လို့ယူဆရဲဆိုပြီးတော့ကျွန်တော်တို့ crypto တွေဝယ်လိုက်တဲ့အချိန်မှာဘာလုပ်လဲဆိုတော့ကျွန်တော်တို့က stock lot ထားတယ်ဗျာ stock lot ထားတယ်ပဲဒါပါ stock lot တီကိုသူတို့ကစဉ်းစားမယ်ဖွင့်ထားရဲဆိုရင် stock lot တီကိုသူတို့ကစဉ်းစားမယ်စဉ်းစားလို့ရှိရင်ကျွန်တော်ပြောတာအဲ့လိုအချိန်ဒီမှာပေါ့နော်အဲ့လိုအချိန်ဒီမှာတကယ်အမြင်သာအောင်ပြောရမယ်ဆိုလို့ရှိရင်brother တက်ဖို့မယ်ဆိုလို့ရှိရင်ကြမယ်အကြဖို့မယ်ဆိုရင်တက်မယ် brother ပြီးသွားရင်ပြန်တက်မယ် brother ပြန်ပိတ်ပြီးသွားရင်ပြန်ကြမယ်အဲ့လိုပုံစံမျိုးနဲ့ဗျာစားတဲ့ဟာကိုပြောချင်တာပေါ့နော်အဲ့လိုအချိန်ဒီမှာအားကြောင့်မလို့ဒီစနေတနင်္ဂနွေ weekend ဒီမှာကျွန်တော်တို့ဒီဟာကိုမလုပ်တာအကောင်းဆုံးပဲပေါ့နော်အဲ့လိုအချိန်ဒီမှာကျွန်တော်တို့ဒီအရင်ကဖြစ်ခဲ့တဲ့ batters တွေလိုက်တာမျိုးတို့technical analysis တွေလိုက်လေ့လာမျိုးတို့နောက်တစ်ခုကဒီသတင်းတွေပေါ့နော်သတင်းတွေလိုက်ဖတ်တာကိုအတွက်ဒီရှေ့လာမဲ့အပတ်မှာဘယ်လိုဟာမျိုးဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးကိုလေ့လာလို့ရတယ်ပေါ့နော်အဲ့အရာကြီးကိုယ့်အတွက်အကျိုးဖြစ်နိုင်တယ်လို့ကျွန်တော်ထင်ပါတယ်နောက်ပြီးတော့ဒီအဲ့လိုစားရဲဆိုတာတကယ်မရှိဘူးလားတကယ်ရှိပါတယ်ကျွန်တော်လည်းလက်တွေ့ခံစားရတာပါအဲအကြောင်းလို့ကျွန်တော် sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဒီဟာလေးကကောင်းတဲ့အတွက်ပါအကြောင်း reset also a position ဆိုတော့နားယူခြင်းနဲ့ view ဟာတစ်မျိုးပါပဲဆိုတော့ခုလိုချင်းနေအဲ့လိုမျိုးဒီ weekend ချင်းနေမှာပေါ့နားယူသင့်ပါတယ်တဲ့အဲ့လိုပုံစံမျိုးပါတရားကတော့ကျွန်တော်လည်းဒီဟာလေးကြိုက်တယ်နဲ့အားလုံးအတွက် sharing လုပ်ပေးရပါဒီနေ့ကတော့ဒီလောက်ပါပဲနောက်ရက်ဒီမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်တကယ်လို့ market ကကျွန်တော်ဈေးကျရင်ဝယ်ပါမယ်ကျွန်တော်ဈေးတက်ရင်ရောင်းပါမယ်ဒါပါပဲကျွန်တော် logic ပါအဲ့တော့ကျတော့ကျွန်တော်လည်းအတူတူနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ဒီဟာ financial advice မဟုတ်ပါဘူး just education မှာ sharing video ပါ education sharing video ဖြစ်တဲ့အတွက်ကိုယ့်ခံစားချက်နဲ့ကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရဲ့ mindset နဲ့ကိုလေးလာထားတဲ့အရာတွေနဲ့ပေါက်ဆက်ပြီးတော့ပုံဖော်ပါဒါပါပဲ bye bye နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်